ယခုပြသနေတဲ့ပွဲစဉ်လေးကတော့ကျော်သာဝင်းရဲ့တွဲဆိုင်နေပဲဖြစ်ပါတယ်။ကျော်သာဝင်းကဖြစ်တဲ့ချိန်မှာလေ့ကျင့်ပြင်ဆင်နေတာအတော်ကြာပြီးပထမဆုံးလေ့ကျင့်ပြီးတော့ပထမဆုံးထိုးခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုရင်ကျော်သာဝင်းကပြိုင်ဘက်ထိုင်းပိုက်တာကိုဒုတိယချိန်မှာအလဲထိုးပြီးတော့တညတာလုံးရဲ့အကောင်းဆုံးတွဲဆိုင်အကောင်းဆုံးကစားမစုကိုလည်းရရှိသွားခဲ့ပါသေးတယ်။ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ကျော်သာဝင်းနဲ့ရဲရင်အောင်တို့ရဲ့အကြောင်းလေးကိုပြောပြခြင်းပါတယ်။အခုလာမဲ့2026ခုနှစ်နှစ်ကူပိုင်းမှာဝါချန်ပီယံရှစ်မှာမြန်မာဖိုင်တာ2ယောက်ကိုတွေ့မြင်ရပါတော့မယ်။ကျော်ဆောင်ဝင်းကဖြစ်တဲ့ချိန်မှာလေ့ကျင့်ပြင်ဆင်နေတာအတော်ကြာပြီးအခုလာမဲ့ဇန်နဝါရီလ23ရက်နေ့မှာဆိုရင်ဝမ်ချန်ပီယံရှစ်မှာကျော်ဆောင်ဝင်းကပထမဆုံးပွဲစထိုးရပါတော့မယ်။ချန်ပီယံဖိုင်တာကတော့ဂျပန်ဖိုင်တာလို့လည်းသိကြည်ထားပါတယ်ခင်ဗျ။ရဲရင်တောင်ကတော့မနေ့ကပဲBNN Training Club ကိုရောက်ရှိသွားပြီဖြစ်ပါတယ်သူကတော့ဒီဘောင်စီစကေးတွေနဲ့ဒီမူတိုင်းစနစ်တွေကိုထပ်ပြပြီးတော့ဝမ်ချန်ပီယံရှစ်မှာထိုးမယ်လို့လည်းပြောထားပါသေးတယ်သူ့ကိုလည်းနောက်4လ3လလောက်ကြာရင်သူ့ကိုလည်း1555ပွဲစဉ်တွေမှာတွေ့မြင်ရနိုင်ပါသေးတယ်မြန်မာဖိုင်တာတွေအနေနဲ့ချုံးသွားတဲ့အချိန်မှာဗျအကောင်းဆုံးစူးစမ်းခဲ့ပါတယ်ဆိုတဲ့စကားလုံးတွေကိုမြန်မာပရိသတ်တွေကမလိုလားတော့ဘူးဗျဝမ်ချန်ပီယံရှစ်ကဒီမှုတိုင်းချန်ပီယံကပတ်ကိုဟိုပဲမြန်မာပရိသတ်တွေကမျှော်လင့်နေကြတာဗျအဲ့ဒီတော့ဘယ်ဖိုင်တာကမြန်မာပရိသတ်လူရဲ့ရင်ထဲကိုအရေးဆုံးရောက်သွားမလဲအရေးဆုံးစကူးသွားမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူစောင့်ကြည့်သွားရမှာဖြစ်တယ်ဗျ